ချင်းမိုင်မှာမိသားစုတွေစုံတော့အိမ်ထမင်းအိမ်ဟင်းလေးချက်စားခြင်းနဲ့ဆိုတာနဲ့ရန်ကုန်ကပါလာတဲ့စားစရာလေးနဲ့ချင်းမိုင်ဈေးတွေကပဲလက်လက်ဆက်ဆက်အသီးအရွက်လေးတောင်းဝယ်ကြပါတယ်။ဘာယူယူဒစည်း10ဘတ်နဲ့တွေ့သမျှအသီးအရွက်လက်လက်ဆက်ဆက်အကုန်လုံးကောက်ထည့်ခဲ့ပါတယ်။အားလုံးပေါင်းဘတ်100ဘူးဝယ်လိုက်ပါတယ်။အိမ်ရောက်တော့မိသားစုတွေဝိုင်းပြီးဟင်းရွက်ချွေကြတယ်။ဒီတစ်ခါတော့ဝိုင်းလုံးမဲ့လူတွေတပုံကြီးပဲ။ဒါလေးတွေကတော့ဂေါ်ရကားညွန့်လို့ပြောပါတယ်။ရှင်းလင်းပြီးတော့ရေစေးထားမယ်။ရန်ကုန်ကတည်လာပြီးတဲ့ဝက်ဥချောင်းလေးတွေအတုံးနေတော်လေးတွေတုံးပြီးတော့10ဘတ်ဖိုးဝယ်လာတဲ့ကျွတ်သွန်ပြူလေးတွေကိုရေဆေးပြီးတော့တပြားရိုက်ကျွတ်သွန်ဒီတစ်လုံးလောက်လည်းအခွန်နွားပြီးတော့ပပလေးလှီးလိုက်တယ်။သုံးထားတဲ့မီးဖို့ကြောင်သုံးပစ္စည်းတွေကတော့အခုငှားထားတဲ့အိမ်ကပစ္စည်းတွေဖြစ်တဲ့အတွက်အမြင်လေးကတော့တစ်မျိုးပြောင်းနေပါမယ်။အရင်ဆုံးဝက်ဥချောင်းလေးကိုကြော်မယ်။စီကိုတော့စီတင်းညမလေးရန်ကုန်ကယူလာပြီးတဲ့ထူးမြေပဲစီစစ်စစ်ကိုသုံးပါမယ်။သူ့မှာခီးဆောင်အရွယ်ဘူးလေးလည်းထုတ်ပေးထားတော့လွယ်တကူလေးတည်သွားလို့ရလို့အဆင်ပြေပါတယ်။စီပူလာပြီဆိုရင်တော့ခုနကပြင်ဆင်ထားတဲ့ကျွတ်သွန်အဖြူနဲ့အနီကိုထည့်ပြီးတော့စီသက်နင်းလေးမွှေးလာပြီဆိုရင်တော့လှီးထားတဲ့ဝက်ဥချောင်းတွေကိုထည့်အပေါ်ရန်လေးတင်းဝအောင်လို့လှိမ့်ပေးလိုက်မယ်။မာရင်မဝါနိုင်လို့သွားမကောင်းတဲ့အဖေအတွက်တော့အီလေးဖြစ်သွားအောင်ရေလေးထည့်ပြီးတော့ဖုံးအုပ်ပြီးခဏလောက်တည်ထားပေးလိုက်မယ်။ရေခမ်းပြီးတော့ဝက်ဥချောင်းအီလေးဖြစ်သွားပြီဆိုရင်တော့ပဲစီနံလေးမွှေးနေတဲ့ဝက်ဥချောင်းကြော်လေးအစင်သင့်ဖြစ်ပါပြီ။ပကံထဲကိုထည့်နေချိန်မှာပဲပဲစီနံလေးကတော်တော်မွှေးပါတယ်။ဝက်ဥချောင်းကြော်လေးရပြီဆိုရင်တော့အသီးရွက်ကြော်ကိုဒီအိုးထဲကိုပဲစီလေးနဲ့ထည့်ထည့်မယ်။ပြင်ဆင်ထားတဲ့ကျွတ်သွန်အဖြူအနီကိုထည့်ပြီးတော့စီတက်အနံလေးမွှေးလာပြီဆိုရင်တော့ရှင်းလင်းပြီးရေဆေးထားတဲ့ဂေါ်ရကားညွန့်လေးတွေကိုထည့်ကြုံမယ်အရွက်ကလေးနုံးအောင်လို့အပုံးလေးအုပ်ထားပေးလိုက်မယ်အရွက်ကလေးလည်းနုံးလာပြီအထက်လေးမွှေးပေးအရသာကိုတော့ရိုးရိုးရှင်းရှင်းလေးပဲစားနဲ့ငရုတ်ကောင်းပဲထည့်ပါမယ်အသီးရွက်တွေရဲ့လက်လက်ဆက်ဆက်အရသာလေးကိုပို့ပြီးတော့စားခြင်းတဲ့အတွက်စားနဲ့ငရုတ်ကောင်းလေးပဲထည့်ခဲ့ပါတယ်ကြော်ချက်ပုံစံလေးချက်မှာဆိုတော့ရေလေးထည့်ထည့်လိုက်တယ်ပြီးတော့အဖုံးလေးအုပ်ပြီးတော့စူအောင်ထပ်တည်ထားလိုက်ဟင်းဦးစူလာပြီးတော့အရသာအနေတော်ပဲဆိုရင်ဂေါ်တကားညွန့်ကြော်ချက်လေးကတော့အစင်သင့်ဖြစ်ပါပြီအိုးအနံလေးကိုမွှေးနေရပဲစီဒီကတော့အခုလိုအရေလေးနဲ့ချက်လိုက်ပါတယ်ဒီလိုဂေါ်တကားညွန့်လေးကိုမစားရတာတော်တော်ကြာပါပြီပြီးရင်တော့ရန်ကုန်ကယူလာပြီးတဲ့ငရမ်းကြောက်လေးတွေကိုမှွကျွတ်ကျွတ်လေးစားကျင်တာနဲ့မိုက်ခရိုဝေးထဲထည့်ပြီးတော့အပူပေးလိုက်ပါတယ်ငရမ်းကြောက်လေးတွေကျွတ်လာပြီဆိုရင်တော့ငချောက်ပုတ်လေးနဲ့အရန်ကိုလိုက်ဖက်မဲ့ထူးမြေပဲစီစစ်စစ်လေးကိုစမ်းမြေပဲစီနဲ့လေးမှုေးနေတဲ့ငရမ်းချောက်ပုတ်ကျွတ်လေးလည်းရပါပြီဒီဟင်းတွေအားလုံးကိုတော့ထူးမြေပဲစီနဲ့ပဲချက်ထားပါတယ်မြေပဲစီတွေတော်တော်မှုေးရနော်အေးဟုတ်တယ်အဲ့ဒါထူးတဘာဝမြေပဲစီတဲ့အိမ်မှာလည်းအဲ့ဒါပဲသုံးတယ်ငချောက်လေးဖုတ်ပြီးအဲ့ဒါလေးဖင်းနဲ့မင်းနဲ့ကတော့ဟင်းချက်ပြီးတွေကအနံလေးမှုေးလို့အရင်ဆုံးစားလိုက်ကြပါပြီသူ့မှာပဲပြုတ်လေးနဲ့စားတယ်လေတဘာဝဆုံစီစစ်စစ်လည်းရှိတယ်ကိုလက်စထရောများတွေအတွက်စားဖို့အတွက်နေကြစီစစ်စစ်ရှိတယ်နှမ်းစီစစ်စစ်ရှိတယ်နှမ်းဥရည်စီလည်းရှိသေးတယ်ဒီပါပေးတဲ့ရှစ်ရှက်ပါအခုမှပဲမြန်မာအရသာစစ်စစ်လေးစားလိုက်ရတော့ကဲစားပြီးဆိုရင်တော့ထုံးစံတိုင်းချင်းမိုင်မှာလဲစေးကြောရေတုပ်ဝင်းနဲ့အုပ်